စိတ်ဖိစီးလာလို့ရှိရင်ထွက်ပေါက်ရဖို့မှန်ကန်တဲ့နည်းနဲ့ထွက်ပေါက်ရဖို့ရသော်ဘုရားကလမ်းညွှန်ပေးထားတယ်အဲ့ဒီလမ်းညွှန်ရဲ့အတိုင်းလိုက်နာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်မြည်သူမှစိတ်ထဲမှာပောက်ကွဲမှုတန်တွေကိုခံရမှာမဟုတ်ပါဘူးတဲ့ဖြစ်လာလို့ရှိရင်လည်းထွက်ပေါက်ရသွားမှာပါမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုမနာရလို့ဒီနည်းစနစ်တွေကိုမသိတဲ့ပုဂ္ဂိုလ်တွေဘုရားတရားတော်တွေကိုမျက်ကွယ်ပြုနေလို့ဒီနည်းစနစ်ကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရထွက်ပေါက်ဆိုပြီးတော့မိမိတို့တွေးမိရာရာကြံစီမိရာရာထွက်ပေါက်မျိုးမျိုးကိုပြုလုပ်ကြတယ်ဆိုပါစို့လောကလူတွေမှာလူငယ်လူရွယ်အတိုင်းအမိုက်ဝိုင်းနေတယ်ရံခါစိတ်ညစ်เสียဆိုတာတွေ့လာရံခါစိတ်ညစ်เสียတွေ့လာတယ်ရံခါပျော်เสียတွေတွေ့လာတယ်ရံခါစိတ်ထဲမှာအလိုမကျတာတွေတွေ့လာတယ်ရံခါကြတော့မထိမ့်သိမ့်နိုင်တော့အောင်ဒေါသပေါက်ကွဲလာတာမျိုးတွေတွေ့တတ်တယ်အဲ့ဒီလိုစိတ်အချင်းအကျပ် emotion တွေများလာလို့ရှိရင်ထပ်ပေါက်ရှာမရတော့ဘာလို့ကြဒီကနေ့ခေတ်အချို့ပုဂ္ဂိုလ်တွေကစိတ်ကိုဖြစ်စည်းမှုတွေကိုထွက်ပေါက်ရှာတဲ့အနေနဲ့မူရစေဝါတွေအသုံးပြုကြတယ်အရက်သေးစာတွေတောက်စားကြတယ်အဲ့ဒီနည်းနဲ့ထွက်ပေါက်ရှာလိုက်ကြတယ်ဆိုလိုတာကပြဿနာစိတ်ထဲမှာဖြစ်လာရင်ထိုပြဿနာကိုမေ့ပစ်ဖို့ကြိုးစားမေ့ပစ်ဖို့ကြိုးစားတဲ့နေရာမှာအာယုတစ်ခုနဲ့လွှဲဖယ်ပြီးတော့အစားထိုးပြီးတော့တကယ်ဖြစ်စည်းနေတာကိုဖယ်ရှားပစ်ဖို့မကြိုးစားပဲနဲ့စိတ်ကိုခိတ္တခဏမေ့သွားအောင်တခြားနည်းလမ်းတွေနဲ့ထွက်ပေါက်ရှာရအဲ့ဒီထွက်ပေါက်ဟာတကယ်အစစ်အမှန်ထွက်ပေါက်မဟုတ်သည့်အတွက်ကြောင့်ဒီထဲမှာပဲပြန်ဝဲလဲလာတကယ်ငြိမ်းချမ်းတဲ့အပြင်ကိုမရောက်မသွားပဲနဲ့အတွင်းထဲမှာတဝဲလဲလဲနဲ့ထွက်ပေါက်ရှာရင်နဲ့ဒုက္ခရောက်သွားကြအကျဉ်းချက်တွေပိုများလာယတနာတစ်ခုကနေနှစ်ခုဖြစ်လာတယ်နှစ်ခုကနေသုံးခုဖြစ်လာတယ်ဒီကနေ့ထွက်ပေါက်ကိုမှန်ကန်ထွက်ပေါက်ကိုမရှာနိုင်ဘူးဆိုလို့ရှိရင်ဒီလိုပဲပြဿနာတက်